အခုကြည့်နေတဲ့သူအတွက်အချစ်ရေး energy လေးတစ်ချက်ကြည့်ကြည့်ရအောင်နော်အော်ဒီ connection က soulmate connection ကိုတွေ့ရတယ်ဒါပေမဲ့အခုအချိန်မှာဆိုလို့ရှိရင်ကိုကဘာလုပ်ဖို့လိုနေလဲဆိုတော့ကိုယ့်ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေကိုလွတ်ချပြီးတော့အတိတ်ကတရားတွေကိုကုစားဖို့လိုနေတယ်လွတ်ချလိုက်လို့ရှိရင်ကိုယ့်ရဲ့ဒီလက်ရှိအချိန်မှာအချစ်ချင်းမြတ်တာကိုပို့ပြီးတော့မှခံစားရလိမ့်မယ်ခုလက်ရှိချိန်မှာပေါ့နော်ကိုနဲ့ flirt လုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလူကလေsoulmate connection ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့လေကိုကလေအရင်တုန်းကtrauma တွေအရင် relationship ကစိတ်ဒဏ်ရာတွေကိုတည်ဆောင်လာခဲ့ပြီးတော့မှကြောက်နေတဲ့ခါကျတော့ဒီ relationship ဖြစ်ဖို့ကိုအခွင့်အရေးမပေးတာမျိုးဖြစ်နေတယ်ကိုယ့်ရဲ့အတိတ်မှာရှိခဲ့တဲ့နာကျင်မှုတွေစိတ်ဒဏ်ရာတွေကိုလွတ်ချပြီးကိုအကောင်းဆုံးကုစားခြင်းကသာလျှင်လက်ရှိချိန်မှာချစ်ချင်းမြတ်တာကိုခံစားရမှာဖြစ်ပါတယ်ပြီးတော့ကိုနဲ့အခုစကားပြောနေတဲ့လူကလည်းကိုယ့်ရဲ့ soulmate ဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီ relationship လေးကိုကိုယ့်ဘက်ကနေပြီးတော့မှအခွင့်အရေးပေးစေချင်ပါတယ်ဒီ reading လေးကကိုနဲ့ energy guide တဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာပြောသားခဲ့ပေးပါကျေးဇူးတင်ပါတယ်